အပါသွားလို့ပါတကယ်ချင်းတမယာသီးနဲ့ကရက်ခေါင်းနဲ့တောက်လိုက်တာကိုရဲ့အဲ့ဒါအစာအိမ်ကိုသွားထိတာတမယာသီးနဲ့လေတမယာသီးနဲ့ကရက်ခေါင်းနဲ့တောက်လိုက်တော့အိုင်းနဲ့ထအော်နေရဲ့အဲ့ဒါနဲ့အစာအိမ်ကိုသွားထိတော့အခုအစာအိမ်ပြန်ဖြစ်နေရအစာအိမ်ဖြစ်တော့အမေကအစာကျန်းအောင်စားလို့မရဘူးထမင်းလည်းစားလို့မရဘူးအိုင်းရမင်္ဂလာပါထမင်းစားတာနဲ့အံ့အောင်အဲ့လိုမျိုးခောက်ဆွဲတွေပါလေစားလို့မရဘူးအဆက်ဆိုလုံးဝစားလို့မရဘူးကွယ်အဲ့လိုမျိုးအစာရင်ဖြစ်နေအမေကဘာမှစားလို့မရဘူးအခုဆိုပိန်နေပြီလေအဲ့ဒါဆေးက10ရက်ကိုတစ်ခါပြရတယ်10ရက်စာဆေး3လဆွဲတောက်ရမယ်လို့ပြောတယ်အဲ့ဒါတကယ်လို့မတက်တာရင်တော့အစာရင်တွေကိုဖန်ပြောင်းဆိုတဲ့ဟာနဲ့ထည့်ပြီးတော့ဆေးရမယ်ပေါ့နော်တက်တာမလားမတက်တာမလားတစ်ချက်စောင့်ကြည့်ရမှာပေါ့အဲ့လိုဖြစ်ပတ်စံရန်ကုန်နေဆိုင်လည်းရန်ကုန်နေပတ်ဝန်းရတဲ့ဒီအပိုင်းနေမကောင်းဘာဖြစ်အခုဆိုကွယ်တညလုံးလိုက်လွှင့်တယ်ကွာမနက်ဆိုလို့ရှိရင်6နာရီခွဲလောက်ဆိုအိပ်ပြီလေအကြအမေကိုစိတ်ကလိုက်မပြနိုင်ဘူးအဲကြောင့်မို့ဒီနေ့ကထိုင်းနေရမနက်မိုးလင်းတဲ့အထိထိုင်ပြီးတော့စိတ်ကတော့ပြမယ်စိတ်ကတော့ပြပြီးရတယ်တခါလေအိတ်တော်မပြန်လိုက်တက်အိတ်မယ်မေကြီးကိုစိတ်ကတော့ပြမယ်အမေတေချာကြည့်ပြီးသွားပြီတလားအဗိုကာဒိုလေးဟဲ့လို့6နာရီခွဲကနေပြီးတော့10နာရီထိဒီလား10နာရီခွဲထိလားမသိဘူးအဲကြောင့်အမေထားတော့တခါလိုက်ဝင်ပြီးတော့အိတ်မယ်ဝေးလေးဟဲ့လို့ချက်ပါလည်းမအိတ်ဘူးတမီးနာမရတော့ရှော့လာကဲနေအဲ့ကလာကာယူကိုလည်းမဖတ်ပြီးတက်နေသူတို့ဖတ်တက်လက်နဲ့လေအဲ့ကလကာရဲ့ကလကာကိုသူတို့ရဲ့ကြောင်ရဲ့လက်သေးနဲ့ကုတ်ပြီးတော့လေအမဲဒန်းစီသူတို့မှု့နေတာသူတို့ကတအားကဲတာတိလာရဲ့ကြောင်လေးတွေကြောက်ပုတ်စနာလေးဆိုတော့လေတအားကဲပထမတော့တယောက်တည်းရှိရကွာကြောင်ကတကောင်ပဲရှိရအဖွားကြီးကနှစ်ကောင်ယူသွားတယ်အဖော်မရှိဘူးတဲ့ဆိုတော့နှစ်ကောင်ယူလာနှစ်ကောင်ရောက်ပြီးတဲ့နေ့ရစပြီးတော့ကဲလိုက်တာပထမကြောင်တစ်ကောင်ယူလာတာအဲ့ကြောင်လေးကနည်းနည်းထွားတယ်ကွာနောက်ထပ်ယူလာတဲ့ကြောင်ကကျတော့သေးတယ်မားတော့လို့စင်းအောင်မယ်ဟာโอเคတကယ်ချင်းကွာတို့ကျေးဇူးပါတကယ်ချင်းဟိုနေမျိုးအတန်ဖြစ်တကယ်ချင်းကွာတို့ကျေးဇူးပါမကြည့်ဖြစ်နေတအားကဲတာတိလားပထမဆုံးယူလာတဲ့ကြောင်လေးကကြီးတယ်ဟာကြီးအဲ့ကြီးကောင်လေးကကျတော့သူကတအားစတော့နောက်ထပ်ယူလာတဲ့ကြောင်လေးကနည်းနည်းသေးတယ်ဒါမွေးတာတူတူပဲမွေးတာနော်တနေ့တည်းမွေးတာဒါပေမဲ့အရင်ယူလာတဲ့ကြောင်လေးကကြီးတယ်နောက်ယူလာတဲ့ကြောင်လေးကသေးတယ်အဲ့ဒါအိမ်ကနေပြီးတော့အဖွားရင်နောက်တစ်ကောင်ယူလာအဲ့ဒီပထမဆုံးရောက်နေတဲ့ကြောင်ကအကြီးကောင်ကအသေးကောင်လိုက်စားတာဟေးလိုက်စားတော့သူကရိုးတမ်းမစားဘူးကွာ6တလူနဲ့လိုက်ကြိုက်တာကိုရီချမ်းမင်္ဂလာပါရှင်လိုက်ကြိုက်တော့လေဟိုကောင်းလေတခုဆိုကြောက်နေတရားဂီးနဲ့အော်နာဒါဆိုရယ်ပြီးလို့ရှိရင်သူတို့နှစ်ကောင်လေးအစားလေးရမ်းခုတ်တယ်ဒီလားအဲ့ဒီအသေးကောင်လေးကအစားခုတ်တယ်တခုခုဆိုလို့ရှိရင်လေတပကံထဲမှာကျွေးလို့ရှိရင်မရအောင်လက်ကလေးနဲ့အုပ်ထားသူစားမဲ့ဟာလေးကိုလေသူ့ရဲ့ဟာလေးကိုသူမကျွေးဘူးလက်ကလေးနဲ့အုပ်ထားအဲ့ကြောင့်မို့နှစ်ကောင်အများနဲ့ခွဲကျွေးရတယ်သူတို့တပကံနဲ့နှစ်ယောက်ကျွေးလို့မရအောင်အစားလဲသူတို့ကခုတ်တယ်ကိုပေါက်ကြိုင်မင်္ဂလာပါကြောင်လေးပထမမချစ်ဘူးပန်းမွေးခွေးလေးတွေပဲချစ်တာအခုနောက်ပိုင်းကျတော့ကြောင်မွေးနဲ့ချစ်သွားကြောင်လေးတွေလည်းချစ်တတ်သွားယူလိုက်လေမင်္ဂလာပါအမေမျက်နှာတက်တော့မေကိုနေလေးဟေးဟယ်လိုမမရှိလို့မဖြစ်ဘူးဒီလားကိုမိုင်းမီအဲ့တော့အိတ်တင်နေပြီကိုမိုင်းမီခုဒီနေ့ဒီဘူးကိုမိုင်းမီလည်းတကြလို့တင်နေရဟယ်လိုမန်လီထရီတဲ့ဘယ်လိုလဲလက်ပြဟုတ်ကဲ့ဟယ်လိုမလုံးနဲ့အဲ့ဒါဟာနေပါကိုမိုင်းမီရန်ကုန်ကနော်ကိုမိုင်းမီကိုစိုးဖို့ကွာဟယ်လိုကိုစောဖို့ကွာကိုမောင်ရီမင်္ဂလာပါကိုမောင်ရီကိုကြီးအရောကဘေးရလဲကိုကြီးအရောမြန်မာနိုင်ငံပဲနာဟုတ်တယ်ဗျရန်ကုန်သားအကြွားကခက်ထူထူ